မင်္ဂလာပါတီချေခိုင်ပါအပေါင်းဖလေယာဂုံသက်တီအပေါင်းထက်တူလာကေအပေါင်းဖက်ဆက်ရဂုံသက်တီဆိုပြီးတော့၃ချက်ရှိရယ်เนาะဒါလေးတွေကိုစာအုပ်ထဲမှာကူးထားမယ်ကဲအပေါင်းဖလေယာဂုံသက်တီပေါင်းဖလေယာဂုံသက်တီဆိုတာဘာကိုပြောချင်တာလဲပြန်ပြောမယ်နေရာဟုတ်တယ်ရှင်းတဲ့နောက်နေရာလေးတွေကိုလဲလဲပြီးတော့ပေါင်းမယ်ပေါင်းလိုက်တဲ့ပေါင်းလက်လေးတွေဘာဖြစ်မှာလဲဆိုရင်အတူတူပဲဖြစ်နေရမယ်เนาะကဲဒီဥစ္စာလေးကိုရေးထားမယ်ကဲဇယားလေးကလည်းအတူတူပဲเนาะအခုတီချက်ကဒီမှာပေးထားတဲ့ဇယားလေးကိုတားတို့သမီးတို့ကဘာလုပ်မှာလဲစာအုပ်ထဲမှာဇယားလေးဆွဲမယ်အခုတီချက်ပြောထားတဲ့စာလေးတွေကိုလည်းရေးပြီးတော့ဟုတ်တယ်ပြန်ပြီးဘာလုပ်ထားမှာလဲအဖြေလေးတွေကိုဖြေထားပေးမယ်ကဲအပေါင်းထက်တူလာကဲအပေါင်းထက်တူလာကဲလို့ပြောလိုက်တာ ਨੇ ဘာလေးတို့တီချက်ကပြောထားတယ်ဟုတ်တယ်တုံညာအပေါင်းထက်တူလာကဲนี่ဘာလဲတုံညာလေးဖြစ်မယ်ဟုတ်တယ်တုံညာနဲ့ဘာကိုပဲပေါင်းပါလဲတုံညာနဲ့ခြေတို့ဒီဘယ်အပြေကိန်းကိုပဲပေါင်းပါဘာပဲပြန်ရမှာလဲဆိုရင်အပြေကိန်းလေးပဲပြန်ရမယ်ကဲဒါလေးကိုလည်းဘာလုပ်ထားမှာလဲရေးထားပါမယ်ကဲနောက်တစ်ခုအပေါင်းဖက်ဆက်ရဂုံသက်တီကဲအပေါင်းဖက်ဆက်ရဂုံသက်တီမှာကိန်းဘယ်နှလုံးပါတယ်တီချေပြောခဲ့လေဟုတ်တာဗောကိန်းလေးကဘယ်နှလုံးရှိမှာလဲ၃ခုဖြစ်မယ်ကဲအဲ့ဒီကိန်း၃လုံးဒီဘာဖြစ်မှာလဲအပြေကိန်းလေးတွေဖြစ်မယ်ဟုတ်တယ်ကဲကျတို့အဲ့ဆိုပုံနေနည်းလေးကိုရွတ်ကြည့်ရအောင်နော်ဂွင်းစား A အပေါင်း B ဂွင်းပိတ်အပေါင်း C ညီမျှခြင်း A အပေါင်းဂွင်းစား B အပေါင်း C အဲ့ဒီမှာသားတို့သမီးတို့ကဒီချက်ကိုပုံနေနည်းလေးတွေနေရာမှာကဏ္ဍလေးတွေကိုလည်းထည့်သွင်းပေးပြီးတော့ဖော်ပြပေးလို့ရတယ်နော်1အပေါင်း2အပေါင်း3ညီမျှခြင်း1အပေါင်း2အပေါင်း3ခြေကိန်းနှစ်ခုဂွင်းစားဂွင်းပိတ်နောက်ကိန်းနှစ်ခုဂွင်းစားဂွင်းပိတ်ကဲအဲ့လာပြီးခြေတို့ကဘာလေးတွေရှိမှလဲဆိုရင်ဒီမှာပေးထားတဲ့အဓိကအချက်လေးကိုဘာလုပ်ထားမှာလဲစာအုပ်ထဲမှာကူးပြီးတော့ကြက်ပေးထားရမယ်ကဲလေ့ကျင့်ခန်း 1.2 နံပါတ်1ကဘာကိုဖြေခိုင်းတာလဲဆိုရင်နံပါတ်ကကြီးမှာပေးထားတဲ့ညီမြချင်းလေးမှာကဘယ်ကုံတက်တီကိုသုံးထားလဲမေကုံလေးကူမယ်ကူပြီးရင်ဘာလုပ်မှာလဲဘေးကနေပြီးတော့ဂွင်းစားဂွင်းပိတ်မှာအပေါင်းဖလဲရဂုံတက်တီအပေါင်းဖက်ဆက်ရဂုံတက်တီအပေါင်းထက်တူလာဂိမ်းဆိုပြီးတော့ဘာလုပ်မှာလဲဂွင်းစားဂွင်းပိတ်ထဲမှာဒီရှေ့ကိုရေးပေးရုံပဲเนาะကာကြီးခါခွေကားငယ်ကာကြီးအိမ်စာလေးနံပါတ်1 4ပုတ်ရှိပါမယ်နံပါတ်2ဘာလို့မလဲမေကုံးလေးကူးမယ်ပထမဆုံးနံပါတ်ကာကြီးပထမဆုံးတိုင်းကြီးကိန်းများပေါင်းလက်တီဘယ်လောက်ဖြစ်ပါသည်ပေါ့နံပါတ်ခါခွေဘာလို့မလဲဇယားလေးကိုဖြည့်မယ်ဟုတ်တယ်ဇယားလေးကိုဖြည့်ပြီးတော့ဇယားလေးဖြည့်တဲ့အခါမှာသားတို့သမီးတို့ကဘာကိုတတိထားရမှာလဲဆိုရင်တိုင်းတစ်ခုချင်းစီမှာရှိနေတဲ့ပေါင်းလက်တွေနဲ့တန်းတစ်ခုချင်းစီမှာရှိနေတဲ့ပေါင်းလက်တွေကလည်းအတူတူပဲဖြည့်ရမယ်ဒေါင်းဖြတ်မြင်းတွေရဲ့ပေါင်းလက်တွေကလည်းဘာဖြစ်ရမှာလဲအတူတူပဲဖြည့်ရမယ်ကဲနံပါတ်3မှာလည်းမေးခွန်းလေးကိုကူးမယ်ကူးပြီးရင်ဘာလုပ်မှာလဲသူ့မှာပေးထားတဲ့တပိကန်လေးတွေဒေါင်းမန်စတူကန်ပုံလေးတွေကိုဆွဲမယ်ဆွဲပြီးတဲ့အခါမှာသားတို့သမီးတို့ဒီဘာလုပ်မှာလဲကိုကြိုင်းနေတတ်တဲ့အပြေကိန်းနှလုံးလေးတွေကိုဘာလုပ်မှာလဲဟုတ်တယ်ပုံထဲမှာထည့်ပြီးတော့ဘာကုံတက်တီကိုတုံးထားလဲဆိုတာဒီချက်ကိုပြောပြပေးရမယ်ကဲနံပါတ်4မှာဆိုပါတယ်လေနံပါတ်4မှာတချေတို့ဒီ3ကန်လေးရဲ့ဒေါင်းမန်စတူကန်လေးရဲ့စာဝိုင်းလေးရဲ့ဆိုပြီးတော့ပုံလေး3ပုံပေးထားတယ်ကဏ္ဍ3လုံးပါကိန်း3လုံးကိုတူညီတဲ့ပုံတစ်ခုစီတဲ့ကိုထည့်ရမယ်နော်3ကန်ထဲမှာတစ်ထည့်ပြီးတော့နောက်က3ကန်ထဲမှာ2ထည့်လို့မရဘူးနော်ဒါတို့သမီးတို့ရဲ့ထည့်လိုက်တဲ့3ကန်ထဲမှာထည့်လိုက်တဲ့တန်ဖိုးဒီ1ဖြစ်မယ်ဆိုရင်နောက်က3ကန်ထဲမှာလည်း1ဖြစ်ရမယ်ခြေက3ကန်ထဲမှာ2ထည့်တယ်ဆိုရင်နောက်က3ကန်ထဲမှာလည်း2ထည့်ရမယ်နော်အဲ့လိုမျိုးထည့်ပြီးဘာလို့မှလဲဆိုရင်ချေတို့ကဘယ်ကုံတက်တီကိုတုံးထားလဲဆိုတာကိုတာတို့သမီးတို့ကတီရှဲကိုဖြည့်ပေးရမယ်ကဲဟုတ်ပါပြီအဲ့ဆိုရင်တီရှဲရဲ့ဒီနေ့ဟုတ်လား grade 6စနစ်သစ်သင်္ချာအတွဲ1အခန်း1ရဲ့ဟုတ်တယ်တင် जा မှုတွေကဒီမှာပဲတီရှဲအဆုံးသတ်ပါမယ်เนาะတီရှဲရဲ့တင် जा မှုလေးတွေကိုတာတို့သမီးတို့ကအချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်တီရှဲကကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာလေးတွေမှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ်เนาะအားလုံးပဲမင်္ဂလာပါကဲဒီနေ့မှာဆိုရင်ရှယ်တို့ကကြတော့article ချက်1.3မှာဆိုရင်မြောက်ချင်းလုံထုံးဆိုင်ရာဂုဏ်သက်တည်လားရှေ့မှာသားတို့သမီးတို့ကိုဒီချက်ကပြောပြပေးခဲ့တယ်ရှယ်တို့ကပေါင်းချင်းလုံထုံးဆိုင်ရာဂုဏ်သက်တည်များအကြောင်းကိုပြောခဲ့တယ်ရှယ်တို့ပေါင်းချင်းလုံထုံးဆိုင်ရာဂုဏ်သက်တည်မှာဆိုရင်အပေါင်းဖလှယ်ရာဂုဏ်သက်တည်ရှိမယ်အပေါင်းထက်တူလာဂုဏ်သက်တည်ရှိမယ်အပေါင်းဖက်ဆက်ရာဂုဏ်သက်တည်ရှိမယ်ဒီနေ့ကကြချယ်တို့ကကြတော့မြောက်ချင်းလုံထုံးဆိုင်ရာဂုဏ်သက်တည်များအကြောင်းကိုပြောမယ်ချယ်တို့ကမြောက်ချင်းဆိုင်ရာဂုံတက်တီမှာဆိုရင်လည်းအမြောက်ဖလှယ်ရဂုံတက်တီရှိမယ်အမြောက်ထက်တူလာဂုံတက်တီရှိမယ်အမြောက်ဖက်ဆက်ရဂုံတက်တီဆိုပြီးတော့3မျိုးထက်ရှိရယ်နော်ကဲအဲ့ဆိုရှယ်ကအရင်တစ်ပတ်ကပေါင်းချင်းဆိုင်ရာလှုပ်ထုံးပေါင်းချင်းဆိုင်ရာဂုံတက်တီတွေကိုရှယ်ကတစ်ချက်ပြန်ပြီးတော့
ပုံသင်နည်းလေးကိုပြန်ပြောပေးမယ်နော်ကျတို့ပထမဆုံးအပေါင်းဖလှယ်ရာဂုံတက်တီအပေါင်းဖလှယ်ရာဂုံတက်တီဆိုတာကကြာကျတို့ဘာလို့မှလဲဆိုရင်ကျတို့ရှေ့ကိန်းလေးနဲ့ကျတို့နောက်ကိန်းလေးကိုဘာလို့မှလဲဆိုနေရာလေးတွေလဲပြီးတော့ပေါင်းပါနမူနာနဲ့ပြောမယ်ဆိုကျတို့ဒီအပေါင်းဖလှယ်ရာဂုံတက်တီမှာ A အပေါင်း B ညီမျှခြင်းဘာဖြစ်မှလဲဆိုရင် B အပေါင်း Aအဲ့ဆိုတောင်းသမီးတို့ကဒီဂုံတက်တီလေးကိုသိတယ်ဆိုရှယ်ကကြာဒီမှာတစ်ခါတည်းပဲပြောပြပေးမယ်အမြောက်ဖလှယ်ရာဂုံတက်တီဆိုတာလဲဘာလဲချုပ်ဂျားထဲမှာသူကချုပ်ပေါင်းချင်းဆိုင်ရာဂုံတက်တီမှာဂျားထဲမှာအပေါင်းလက္ခဏာလေးရှိမယ်မြောက်ချင်းဆိုင်ရာဂုံတက်တီမှာဆိုချုပ်ဂျားထဲမှာလက္ခဏာဘာပဲကွာသွားမှာလဲဆိုရင်အမြောက်လက္ခဏာလေးပဲကွာသွားမယ် A အမြောက် B ညီမျှခြင်း B အမြောက် A ဖလှယ်ရလို့ပြောတဲ့အတွက်ကြောင့်ရှယ်တို့ဒီဘာဖြစ်မှာလဲဆိုရင်ကိန်းလေးတွေကိုရှင်းနောက်ပြောင်းပြီးတော့ပေါင်းမယ်မြောက်မယ်ကဲအဲ့ဆိုရှယ်ကဒီနေရာမှာ2အမြောက်3ညီမျှခြင်းဘာဖြစ်မှာလဲဆိုရင်3အမြောက်2ကဲအဲ့ဆိုရှယ်တို့ကအခု2မြောက်3ဒီဘာရမှာလဲဆို2မြောက်3ဒီရှောက်ရှုပ်3နဲ့2နဲ့မြောက်လဲ6ပဲရမှာရှယ်တို့နေရာချင်းကိုဘလို့ပဲကျုပ်လဲတယ်ပြီးတော့ပေါင်းပါစီမြောက်ပါစီရလာမဲ့တန်ဖိုးဒီအတူတူပဲဖြစ်တယ်ဒါအောင်ရှယ်တို့ကဘာလို့ခေါ်ရလဲဆိုရင်အမြောက်ဖလှယ်ရာဂုံတက်တီအပေါင်းဖလှယ်ရာဂုံတက်တီလို့ခေါ်မယ်အဲ့ဆိုတောင်းသမီးတို့ကဒီဂုံတက်တီလေးနဲ့ပတ်သက်ပြီးတော့ရေးရမယ့်မှတ်စုလေးရှိပါတယ်နော်ရှယ်ကအောက်မှာဆိုရင်မြင်းချောင်းလေးတားပေးထားပါတယ် A နဲ့ B ဒီအပြေကိန်းနှစ်ခုဖြစ်ရင် A အပေါင်း B A အမြောက် B ညီမျှခြင်း B အမြောက် A ဒါဒီရှယ်တို့ရဲ့ပုံသင်နည်းလေးကဲအဲ့ဒါပြီးရှယ်တို့ကဘာလို့ခေါ်မှာလဲဆိုရင် ED ကိုအပြေကိန်းများအတွက်အမြောက်ဖလှယ်ရာဂုံတက်တီဟုခေါ်ပါသည်ဆိုပြီးတော့တောင်းသမီးတို့ကဘာလို့ပြရမှာလဲဆိုရှယ်အခုပြောထားတယ်အဝါရောင်မြင်းချောင်းလေးနဲ့တားထားတဲ့စာချောင်းလေးတွေကိုခေါင်းစဉ်တွေတက်ပြီးတော့ရေးပေးထားရမယ်နော်ကဲနောက်တစ်ခုကရှယ်တို့အောက်မှာဆိုရင်တားတို့သမီးတို့ဒီအပေါင်းစရာကိုလည်းတီးခဲ့ပြီเนาะရှယ်တို့ကအခုဒီမှာလည်းဗာပြောထားရတယ်ဆိုရင်အမြောက်စရာလေးကိုပြောထားတယ်အဲ့ဒီမှာရှယ်တို့ပေးထားတာဒီကဲရှယ်တို့မှာတစ်ချက်ကြည့်အောင်เนาะအခုဒီရှယ်ကဒီနေရာမှာ3ညာလေးဟုတ်လားဒီ1နဲ့ရှယ်ကဒီ1လေးရယ်ဒါကိုရှယ်တို့ကဘာလို့ခေါ်မှာဒါဒီရှယ်တို့ကကြတော့တိုင်လို့ခေါ်မယ်ဒါကိုကြတော့တန်းလို့ခေါ်မယ်ဆိုတာလေရှယ်ကအရင်သင်ခန်းစာမှာပြောပြခဲ့ပေးပြီးသားအဲ့ဆိုခုကျဒီ1နေရာလေးရယ်ရှယ်ကဒီနေရာဒီတိုင်လေးမှာရှိနေတဲ့1လေးရယ်ဒီတန်းလေးမှာရှိနေတဲ့3ညာလေးကိုမြောက်ကျုပ်ဘာရမှာလဲဆိုရင်1 3ညာဒီ3ညာကျုပ်ပြီးတိုင်းဒီ1လေးနဲ့ဒီတိုင်မှာရှိနေတဲ့1လေးရယ်ဒီတန်းမှာရှိနေတဲ့1လေးရယ်မြောက်ရင်1တက်လီ1 1နဲ့လီ2 1 3လီ3 1 4လီ4ရှုပ်ဘာလို့တောင်းမှာဒီ1လေးနဲ့ပဲကျတို့မြောက်သွားတာကိန်းလေးတွေကိုဟုတ်ပြီနော်ကဲအဲ့ဒီမှာမှကျတို့ဒီနောက်တစ်ခုထပ်ကြည့်အောင်အဲ့တော့တောင်းသမီးကိုနားတာကျုပ်ဒီတန်းလေးပေါ့ဟုတ်လားကျုပ်ဒီတန်းလေး3ညာ260စနစ်ကဲအဲ့ဒါကိုမှရှယ်ကဒီမှာ3ညာ3ညာဒီ3ညာ3ညာတက်လီ3ညာ sorry เนาะရှယ်ဒီနေရာမှာတစ်ခုမှားသွားတယ်เนาะကဲရှယ်ပြန်ပြောပေးပါမယ်ရှယ်တို့ကအခုဒီမှာဆိုရင်ကျွန်တော်1 3ညာဒီ3ညာဟုတ်တယ်ချုပ်1တက်လီပါဖြစ်မှာလေချုပ်ဒီ3ညာ3ညာဒီ3ညာ3ညာတက်လီ3ညာ3ညာ2လီ3ညာ3ညာ3လီ3ညာ3ညာ4လီ3ညာကဲချုပ်1နဲ့မြောက်မယ်1 3ညာဒီ3ညာ1တက်လီ1 1နဲ့လီ2 1 3လီ3ချုပ်1 4လီ4ဟုတ်လားချုပ်ပြီးရဆက်မြောက်မယ်2 3ညာဒီ3ညာ2တက်လီ2 2နဲ့လီ4 2 3လီ6နှစ်လေးဒီရှစ်ရှုပ်ဒီမှာအစင်တာလေးမြောက်သွားမယ်အဲ့ဆိုတားတို့သမီးကအခုတစ်ချက်ပြောတဲ့အတိုင်းမြောက်လိုက်ရှုပ်တွေဒီလိုလေး3ညာ2 6 7ချေတို့ဒီမှာရှိနေရပါလေရှုပ်ဒါကိုဘာလို့ခေါ်မှလဲဆိုဖြတ်မြင်းပေါ့ဟုတ်လားချေတို့အဲ့ဒီဖြတ်မြင်းလေးရဲ့ချေတို့အပေါ်မှာရှိနေတဲ့ကိန်းတန်းလေးနဲ့အောက်မှာရှိနေတဲ့ကိန်းတန်းလေးဒီဘာလဲဆိုရင်အတူတူပဲချေတို့အပေါင်းချင်းဆိုင်ရာဂုံတက်ဒီမှာလည်းအဲ့လိုပဲပြောခဲ့ရနော်ကဲအဲ့ဆိုတားတို့သမီးတို့ကချေတို့အခုဒီနေရာမှာဆိုလေပေါင်းတာနဲ့မြောက်တာပဲချေတို့ကွာသားမှာဖြစ်တဲ့အတွက်ကြောင့်ဇရာလေးရဲ့ချေတို့တွေးခုံပေါ်ကစားတာအတူတူပဲဖြစ်ပါတယ်နော်ကဲအဲ့ဆိုရှယ်ကဒီနေရာမှာအမြောက်ထပ်တူလာကိန်းကိုပြန်ပြောမယ်ဒါတို့သမီးတို့ရှေ့မှာပြောခဲ့တယ်အပေါင်းထပ်တူလာကိန်းဆိုတာဘာလဲအပေါင်းထပ်တူလာကိန်းဆိုတာရှယ်တို့ဒီ1နဲ့3ညာလေးနဲ့ကိုပေါင်းချုပ်ပါ1နဲ့3ညာနဲ့ကိုပဲပေါင်းချုပ်3ညာနဲ့ဘာနဲ့ပေါင်းပါချုပ်1နဲ့ကိုပဲဘာပဲရမှာဆိုရှယ်တို့အဖြေဒီ1ပဲရမယ်အဲ့ဆိုရှယ်ကဒီနေရာမှာဒီ1လေးကိုရှယ်ကကြတော့အပြည့်ကိန်းတစ်ခုနဲ့ A လို့တတ်မှတ်လိုက်မယ် A အပေါင်း3ညာညီမျှခြင်း3ညာအပေါင်း A ညီမျှခြင်းဘာပဲရမှာလဲဆိုရင်အပြည့်ကိန်း A လေးပဲပြန်ရမယ်ဒါဒီရှယ်တို့ကကြတော့နောက်တစ်ခုရှယ်ကအပေါင်းထပ်တူလာဂိမ်းမှာရှယ်တို့ဒီအပေါင်းထပ်တူလာဂိမ်းဒီဘာလို့ဒီရှယ်ပြောထားလဲဆိုအပေါင်းထပ်တူလာဂိမ်းဒီ3ညဒီတကာဒီရှယ်ကအမြောက်ထပ်တူလာဂိမ်းကိုပြောမယ်ရှယ်တို့ကအမြောက်ထပ်တူလာဂိမ်းဆိုတာနဲ့အမြောက်ထပ်တူလာဂိမ်းဒီဘာလဲဆိုရင်1ဟုတ်ပြီနော်အဲ့ဆိုတားတို့သမီးတို့ကအခုရှယ်တို့ကဒါဘယ်လိုမျိုးရေးမှလဲဆိုရင်1နဲ့ညီသည့်အပြည့်ဂိမ်းကိုမဆိုမြောက်လေမြောက်လက်ဒီအမြဲတမ်းထို့အပြည့်ဂိမ်းမိရာကြောင်းသိရသည်ကျုပ်1နဲ့ဘယ်အပြည့်ဂိမ်းတားတို့သမီးတို့ကြိုက်တဲ့အပြည့်ဂိမ်းနဲ့မြောက်
ဘာပဲရမှာလဲဆိုအဲ့ဒီအပြေကိန်းပဲရမယ်ကျုပ်1နဲ့2နဲ့မြောက်ပါလားအဲ့ဒီကျုပ်2ဆိုတဲ့အပြေကိန်းပဲရမယ်1နဲ့3နဲ့မြောက်ပါလားကျတို့ရှေ့မှာပင်တိုင်းဆန်ကဘာဖြစ်မှာလဲဆို1လေးဒီပြောင်းလဲသွားခြင်းမရှိဘူးကျုပ်ဒီမှာဆို1နဲ့3နဲ့ဝဲမြောက်မြောက်3နဲ့1နဲ့ကိုပဲမြောက်မြောက်ဘာပဲရမှာ3ပဲရ